ကိုလေးမင်းတို့ရန်ကုန်ပဲနေပြန်မှာလက်ပြမနဲ့ပြန်မယ်လေးရန်လာစီလားကွာတပတ်ခါလောက်မှပြန်ကြပါလားပြင်းစရာကောင်းလာပြီဗျာရွာကလည်းမီးမရှိပါမရှိနေ၆ကန့်နေရမယ်ညမောင်မီးဆိုတာနဲ့လမ်းပေါ်မှာလူတော်မရှိတော့ငါလည်းရောက်စားတော့ဘယ်နေတက်မလဲကွာအခုမှနေသားကြသွားတခါလာလဲဒီအတိုင်းပဲရွာကဘာဖြစ်လို့မဖွင့်ပြိုးသေးတာလဲလေးလှုပ်တော့လှုပ်ကြမှာပါမင်းကောင်ကြီးဘယ်ရောက်သွားတယ်လဲကိုလေးထမင်းစားဖိတ်လို့လိုက်သွားကြတယ်။အော်သိပြီတိုးနိုင်လားခေါ်သွားတာနဲ့တူနေဟုတ်တယ်လေးကိုတိုးနိုင်လားခေါ်သွားတာမင်းရောလိုက်မသွားဘူးလားမလိုက်စင်ပါဘူးဗျာဖိုင်မကောင်းလို့ငြိမ်နေရတာမနဲ့စောစောကတည်းကဝမ်းပြက်နေတာဟာဖြစ်ချင်းငါ့ကိုဘာလို့မပြောတာလဲအခုရောဘလို့နေသေးလဲအခုနည်းနည်းတက်တာသွားပါပြီအစားဆုံးသွားတာဖြစ်မှာပေါ့ကွာနေစမ်းမမိုးလီနဲ့မင်းကောင်တွေကဘယ်ကနေဘလို့မျိုးခင်းသွားကြတာလဲအနည်းကမော်ကျွန်းုံသွားရင်းနဲ့ခင်းသွားကြတာလေမင်းကောင်တွေကိုငါစိတ်မချငါလိုက်သွားလိုက်အောင်မေကိုလေးမင်းအိမ်မှာပဲနေခဲ့ငါချက်ချင်းပြန်လာခဲ့ဘာဖြစ်လို့လိုက်သွားမှလဲလေးသူတို့ထမင်းစားပြီးတော့နေပြန်လာကြမှာပေါ့မင်းမသိဘူးကိုလေးတိုးနိုင်ကြအောင်ငါအသိဆုံးအလုပ်တော့စူးစမ်းပါတယ်စိတ်လဲချရတယ်နေပါစေလေးရာသူတို့လေကလေးတွေမှမဟုတ်တာဒါဆိုလဲပြီးရောကွာငါလဲလေးပြိုနေပြီဘာရှိတယ်လဲလေးဘယ်စွန်းရှိတယ်လေကွာမင်းတို့စားဖို့ဆိုပြီးတော့ကိုတန်းအောင်လာပေးသွားမင်းတို့စားဖို့ပစွန်းစီပြန်ချက်ထားတယ်ဟင်းကြိုတော့မချက်နိုင်ဘူးကွာရပါတယ်လေးရာပစွန်းနေလာပေးသွားတာတော့မသိလိုက်ဘူးမင်းတို့မှမရှိတာအော်ကျွန်တော်တို့မော်ကျွန်းသွားနေတော့လာပေးတာနဲ့တူတယ်ဟုတ်တယ်ဘလို့လဲကိုလေးမော်ကျွန်းသူတွေလှရဲ့လားကျွန်တော်မျက်စိထဲမှာတော့အကုန်လှနေတာပဲဘိုးကလေးသူလဲလှတာပဲလက်ပုတ်တာသူလဲလှတာပဲအသိန်သူလဲလှတာပဲဟာတကယ်ကောင်းကွာခဏစငါအမိလုံးလာလေးကျွန်တော်ပစွန်စားလို့ဖြစ်ပါမဘာဖြစ်လို့လဲကိုလေးဝမ်းမကောင်းလေဟုတ်သားဒါဆိုလဲကြက်ဥကြော်လိုက်မယ်ကွာမင်းစားဖို့ကြက်ဥကြော်လိုက်အောင်မယ်ငါလည်းကြက်ဥကြော်နိုင်မယ်မြည်တော့မယ်ဟဲ့ဦးလေးငယ်ကအဲ့ဒီရွာကလေးကိုရှောက်နေတော့အတော်ကြပါပြီမော်ကျွန်းမောင်မော်တော်နဲ့စီနဲ့ပဲထောင်နဲ့စီထောင်ထားပြီးသူကအဲ့ဒီရွာလေးမှာလာနေတာပါအမှန်ပြောရရင်တော့အဲ့ဒီရွာသူတယောက်ကိုကျွန်တော်ဦးလေးရတဲတဲလို့ကြိုက်နေလို့ရွာကိုမကြခဏလာရင်သူချင်းရောနေမင်းကလေးနဲ့နီးစပ်ဖို့နေဖြစ်သွားတာပါဒါပေမဲ့သူချစ်နေတဲ့သူကဘိုးကလေးသားတယောက်နဲ့လိုက်ပြေးသွားနေတော့သူမမော်ကျွန်းကိုပြန်ရောက်ခဲ့ဒီမှာဆက်ပြီးတော့နေရခဲ့ပြစ်ခဲ့ရပါတယ်ရွာမှာအနေကြလာတော့ရွာကန်တွေနဲ့လည်းအတော်ရင်းနှီးလာပါတယ်သူရည်ရွယ်ထားတဲ့သူအောင်ဘိုးကလေးသားနဲ့လိုက်ပြေးသွားပြီမြဲသူကတော့ဒီရွာမှာပဲနေပြစ်ခဲ့ပြီးမော်ကျွန်းနဲ့သူနေတဲ့ရွာလေးကိုသူပိုင်နဲ့ပဲတောင်တစီနဲ့တွားလိုက်ပြန်လိုက်လုပ်နေသူပါဦးလေးရလေးတပ်ပုံရိုက်တာကိုဝါသနာအလွန်ကြီးပါတယ်ကျွန်တော်တို့တငယ်ချင်း၄ယောက်ကလည်းခြေထောက်ငါပွေပေါက်နေကြတဲ့သူတွေဆိုတော့တငယ်ချင်းတွေစွမိတာနဲ့နေအောင်စုံလဲပတ်တက်ကြပါဒီတစ်ခေါက်မှာတော့လေးလေးတို့ရှိတဲ့ရွာအပျော်ခီးထွက်လာကြတာပါလာတော့ငါတော့3ရက်လောက်ပဲနေဖို့စီစဉ်ခဲ့ကြပြီမြဲကြောက်ကပ်ပြီးပြောကြမကောင်းတာကြောင့်2ရက်နေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ကိုလေးကျဲဦးဟပ်ဘရန်လေးကြော်လာတယ်ကောင်းတယ်လေးကျွန်တော်ကြိုက်တယ်ထမင်းရတော့မင်းဟာမင်းပဲထဲစားတော့ကွာဂျိုင်းဆောင်မှညံလာတဲ့အာမီရန်တလုံးစပွဲပေါ်ကိုတင်လိုက်ရင်ပကံလေးကကျဲဦးကြော်တစ်ခုခုရှူပြီးအင်ရှိတ်ကိုထွက်သွားပါတယ်ဘာလို့မလို့လဲလေးမမေးနဲ့ပြီးမှပြောပြဟုတ်ကဲ့လေးလေးရကျဲဦးကြော်ကိုအိမ်တကောင်ဝါကနေနောက်ပြန်ပစ်ပြီးကျွန်တော်ထိုင်နေတဲ့စပွဲကိုပြန်လာထိုင်ပါတယ်မမေးနဲ့ဆိုပေမဲ့မေးချင်တယ်ပြောပြမယ်အရင်နည်းနည်းတော့တောက်ပြရစီအောင်တိတ်တော့မတောက်ပါနဲ့လေးရင်အာမီရန်ကိုတော့ကြိုက်တယ်ကွာအသိရတဲ့စက္ကန့်ကငါမိတ်ဆွေပူကြီးတယောက်လက်ဆောင်ပေးထားမတောက်လို့တော့မရဘူးကိုလေငါအသေးရတန်းရအောင်ရက်နဲ့ကုနေရတာအင်းမအခုတော့ပြောပြမယ်ဆိုတာလေပြောမှာပေါ့ကွာတစ်ခွက်လောက်တော့တောက်ပြရစီအောင်မင်းလည်းထမင်းစားလိုက်လေမစားချင်သေးဘူးလေးလေးပြောတော့နားထောင်ချင်သေးလို့ထမင်းစားနေနားထောင်လာရတာပြတ်တယ်ပြီးရောကွာတစ်ခွက်လောက်ချလိုက်အောင်မယ်တစ်ခွက်ဆိုပေမဲ့နောက်တစ်ခွက်ကအဆင့်ပါသွားတယ်ဘယ်ကနေစပြောရမလဲကိုလေကျုံနောက်ပြန်ပြရတဲ့အကြောင်းကနေစပြီးတော့ပြောပြကောင်းပြီဒီရွာကိုစပြီးရောက်လာကစားရွာခံတန်းဝင်းအောင်ဆိုတဲ့လူနဲ့အတော်ရင်းနှီးခဲ့ကြတယ်တန်းဝင်းအောင်ကငါထက်6နှစ်လောက်ငယ်သူကတငါလုပ်ငန်းမေလုပ်တယ်ကွာပိုက်ချပြီးတော့ပြန်လာတိုင်းသူ့အိမ်ကိုမပြန်မင်းငါရှိမရှိငါအိမ်မှာဝင်လာတတ်တယ်ညနေဆိုရင်သူနဲ့ငါအရက်တူတောက်လေးရှိတယ်ကွာတရက်တော့မြစ်ထဲမှာပိုက်ချနေတော့လှေပေါ်ကနေရေထဲကိုကျသွားလိုက်တာပြန်ပေါ်မလာတော့ဘူးဗျာသူကရေမကူးတတ်ဘူးလားအေယာရီတိုင်းသားပဲကွာရေမကူးတတ်ပဲနေပါ့မြစ်ကိုဟိုဘက်ဒီဘက်တော့လက်ပစ်ကူးနေလေသူပဲဟာဘယ်မကူးတတ်ပဲနေပါ့မလဲဆက်ပြောပါဦးလေးစိတ်ဝင်စားဖို့တော့ကောင်းလားရေထဲကိုခုန်ချသွားရည်ဆိုတာသူနဲ့အတူတူလှေပေါ်မှာပါသွားတယ်လှမင်းကပြောတာဆိုတော့လှမင်းကိုတင်ကမကင်ဖြစ်ကုန်ကြတယ်ကွာ
တဘောကတော့တန်းဝင်းအောင်ကိုလှမင်းရတတ်တယ်လို့ထင်ကြတာပေါ့ကွာလှမင်းကတော့သူမတတ်ဘူးလို့အကြောင်းကန်ညင်းတာပေါ့လှမင်းပြောပုံကတန်းဝင်းအောင်ကရက်တွေမူပိုက်ချနေတော့မှအရှိန်လွန်ပြီးတော့ရေထဲကိုကျသွားတယ်တန်းဝင်းအောင်ကဘလောက်ပဲမူဖြန်းတကောင်လို့ရေကူးတက်တဲ့ကောင်ဆိုတော့ရုံရောက်ခတ်တာပေါ့ပြောလို့မရတာရေကူးတက်တယ်ဆိုပေမဲ့လေရေထဲကိုကျပြီးပြန်ပေါ်မှာလှေနဲ့စောင့်မိပြီးတော့တတိလစ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တန်းဝင်းအောင်လှမင်းတက်တယ်မဖြစ်နိုင်ဘူးဆိုတာကလည်းတက်တည်မရှိတော့ခတ်တာပေါ့ကွာကိုလာမင်းဆိုတာဘယ်ရလဲလေလာမယ်လေလာမင်းဆိုတာဒီရွာကပဲတန်းဝင်းအောင်ရဲ့တပည့်ပေါ့ကွာပိုက်ထိုးပိုက်ဖားခြင်းမကောင်းငါရှာတာပိုက်ချတာပါဆရာစားမကြံသိမိထားတဲ့တပည့်ကျော်မို့ကွာကိုလာမင်းကသူ့ဆရာကိုလှုပ်ပါမင်းလိုပဲငါလည်းထင်ခဲ့တာပဲလူဆိုတာအတော်ခက်တယ်ကွာငွေစင်းနဲ့ပတ်သက်လာပြီးဆိုရင်ဒေါသမောဟလောဘတွေပါလိုက်ဆရာသမားမှန်ကျေးဇူးရှင်မှန်မသိကြတော့ဒါကြောင့်လေကျေးဇူးရှိမှကျေးဇူးတယ်လို့ဆိုရုံရှိခဲ့တာပေါ့ကွာကိုလာမင်းတက်တယ်ဆိုတာဘလို့လို့ပြီးတော့သိတာလဲလေအေးအဲ့ဒါငါပြောပြမယ်လောကမှာသိပ္ပံနေနဲ့တွဲချက်လို့မရတဲ့အရာတွေရှိတဘာဝလွန်ကိစ္စတွေပေါ့ကွာအင်္ဂလိပ်လိုတော့ supernatural လို့ခေါ်တာပေါ့ကွာပညာရက်တွေနဲ့အပေပုံသားတွေကိုခေါ်မိတာနာနာဘာဝတွေကိုကျွေးမွေးပြီးတခိုးတူဝဲဖို့ကာကွယ်ပေးတာလူတယောက်ကိုမကျေနပ်ရင်ပညာတွေနဲ့ဘူးသွင်းတာလူသေးကောင်ကိုဖုတ်သွင်းတာတွေမိကြားဘူးမှာပေါ့ကြားတော့ကြားဘူးပါရင်မြင်တော့မမြင်ဘူးပါအေးအဲ့ဒီပညာရက်ကိုတက်ကျွမ်းနေသူတယောက်ဒီဘွားမှာရှိခဲ့ဘူးတယ်ဟာဟုတ်လားအခုရှိသေးလားလေးမရှိတော့ဘူးကွာတမြန်နေကောင်မှဆုံးသွားဟာဗျာမဟာနဲ့ဟိတ်ကောင်အဲ့ဒီအောင်လန်းပညာရက်တွေတက်မြောက်တဲ့သူတွေအားလုံးကတမန်ရိုးကြသေးကြမဟုတ်ဘူးကွာဗျာလေးပြောတာနားမလဲဒီလိုကွာလူတယောက်ရဲ့အားနည်းချက်ကိုသိထားတဲ့သူဟာသူ့ရဲ့ပြောကွက်ဟာကွက်ကိုနင်းပြီခိုင်းကျင်ရခိုင်းနေဟိုလူကလည်းပြောကွက်ဟာကွက်ကိုအနှင်းခံထားရတော့မလုံနိုင်ဘူးပေါ့ကွာတစ်ချိန်ချိန်မှာအခွင့်သားခဲ့ရင်တော့သူ့အနိုင်ကျင့်ထားတဲ့သူအသေးပြန်ဆုံးမှာပဲလေအသက်ရှင်နေရင်သူ့ကိုထပ်ပြီးတော့လောက်ခံရမှာကြောက်တာဟုတ်နာနာဘာဝဆိုတာလည်းဒီလိုပဲကွာပညာသည်တွေကပညာရွတ်တွေနဲ့ချုပ်ကင်ပြီးခိုင်းကြတော့သူတို့လည်းမလှုပ်ချင်ပဲလှုပ်ရတာပေါ့တစ်ချက်ကလေးမားသွားတာနဲ့ပြန်ဆုံးမှာပဲလေအခုနောက်ကိစ္စနဲ့ဘလို့ပတ်သက်နေလို့လေလေးငါပြောရင်စကားဆုံးအောင်နားထောင်လေကွာဆုံးအောင်နားမထောင်မင်းနဲ့မင်းကဖြတ်မေးတာဟုတ်ကဲ့အဲ့ဒီလူနာမည်ကဦးလာအေးတရေသက်စီရီကိုနိုင်တဲ့သူပေါ့အေးဦးလာအေးကတန်းဝင်းအောင်ရဲ့ဘာကြီးပဲကိုလေးဗျာတူတန်းဝင်းအောင်တေးရတာလှမင်းရဲ့လက်ချက်ဟုတ်မဟုတ်သိကျင်တော့တန်းဝင်းအောင်ကိုသူ့ပညာနဲ့ခေါ်လိုက်တယ်ကွာဟမ်ဘလို့ခေါ်တာလဲလေးလာမယ်လေဟုတ်ကဲ့မှန်တစ်ချက်ရေမှန်တစ်ချက်ဆိုတာတေးသေးလေးမဟုတ်ဘူးနော်အနည်းဆုံး1000ကျော်လောက်အမြင့်ရှိရမယ်နောက်ပြီးတော့မတိုင်အင်အောင်နနွင်းမုံစစ်စီထက်ချမ်းကွဲနေတဲ့ကြောက်ပြင်တစ်ချက်ကျက်အရှင်တကောင်ရေလို့တယ်ကွာဖျားနိုင်တို့အမွေးတိုင်တို့မလုံးစိတ်ပတိအဆောင်လက်ဖွဲ့တွေရှူမသွားရအောင်ဒါပဲလားလေးလွယ်လာကြည့်လားနေအောင်ဒါအသုံးပြုရမယ့်ပစ္စည်းကိုပြောတာဒါပေမဲ့နေနံနဲ့နှက်ခတ်ကြည့်ပြီးတော့အင်းဆွဲတက်ဖို့တော့လိုတယ်ကွာဗျာဘလို့နှက်ခတ်ကြည့်ပြီးတော့အင်းဆွဲရလားကွာအင်းဆိုတာအင်းတို့စမတို့ပြောတာဦးလာကြီးကအဲ့ဒီနေ့အဲ့ဒီအချိန်ကိုရွှေ့ပြီးတော့လှုပ်တာလို့ပြောတယ်ဟုတ်ကဲ့ဆိုတော့ကွာဦးလာကြီးကတူတန်းဝင်းအောင်အဲ့ဒီနီးနဲ့သုံးပြီးတော့ခေါ်လိုက်တာမယ်ဗျာဟိုကလာရောလားလာတာပေါ့ကွာဘယ်နေမလဲကြောက်စရာကြီးပါလားစပြောပါအောင်လေးတူတန်းဝင်းအောင်ခေါ်တဲ့အချိန်မှာငါရဲ့တိုးနိုင်ရင်ရှိနေကြကျန်တဲ့ပစ္စည်းတွေကရှားရလွဲပေမဲ့မတိုင်ရင်ကနနွေးမောင်းကရှားရခတ်တယ်အဲ့ဒီအချိန်မှာရွာမှာရောနီနာရွာတွေမှာအာသူပါမရှိဘူးဒါပေမဲ့ဦးလာကြီးကအဲ့ဒီကိစ္စတွေမှာကျွမ်းကျင်နေသူဆိုတော့ဘယ်ကနေဘလို့ရှာလိုက်လဲမသိဘူးကွာမတိုင်ရင်ကနနွေးမောင်းရှာလာနိုင်တယ်ဗျာအဲ့ဒီအချိန်ကည10 နာရီကျော်လောက်ရှိမယ်ကွာဦးလာအေးရဲ့ငါရဲ့တိုးနိုင်ရင်3ယောက်သားမြေကမ်းနှဖူးမှာတန်းဝင်းအောင်ခေါ်ကြဦးလာအေးကကြက်အရှင်ကိုလဲလီးတက်ပြီးသွေးကိုခွက်နဲ့ခန့်ထားတယ်နောက်တော့အင်းကိုကြွေးပြားပေါ်မှာပြချမယ်ကြောက်မြေကကွဲပေါ်မှာအင်းပြရဲ့နနွေးမှုန့်ရင်ကြက်လေချောင်းသွေးနဲ့ရှောပြီးတော့ငါတို့ရဲ့မျက်လုံးတွေကိုကွင်းရတယ်ကွင်းတဲ့အခါမှာစတိမဟုတ်ပဲမျက်ကွင်းရောမျက်တွင်းမှာဖုံးသွားကွင်းရတယ်ကွာမန်ကိုထောင်ထားပြီးတော့တန်းဝင်းအောင်ရဲ့နာမည်ကိုခေါ်တယ်ငါနဲ့တိုးနိုင်ကဦးလာရဲ့အနောက်မှာကပ်ပြီးတော့ထိုင်းကြည့်နေကြတာပေါ့ကွာမကြပါဘူးတင်နေတဲ့ကြက်ကတဖြောင်းဖြောင်းနဲ့ထခုံပါလေရောကွာဟာကြောက်စရာဟုတ်တယ်ကိုလေးတင်နေတဲ့ကြက်ကထခုံတော့တိုးနိုင်ရောငါရောအတော်လန်သွားကြတာခဏနေတော့ရေစက်ကနေကမ်းပေါ်တက်လာတယ်အရိတ်လိုဘာလို့တခုကိုတွေးလိုက်ရတယ်ဟာငါတို့နဲ့မလန်းမကန့်အောင်ရောက်တော့အဲ့ဒီအရှိကပျောက်သွားတယ်ကွာအဲ့ဒီအချိန်မှာပဲတန်းဝင်းအောင်ရဲ့မျက်နှာကြီးကမှန်နေမှာပေါ်လာတာမြင်လိုက်ရတာပဲဟေးအမလေးဗျာ
လင်းလေးတို့ထွက်မပြေးကြဘူးလားဦးလာကြီးကစောကြီးကပြောထားပြီးသားပြေးတဲ့ကောင်ကို့သွေးတင်းကိုတူးတော်နေတူတူပဲဆိုတော့ဘယ်ပြေးရဲမလဲကွာဘာဆက်ဖြစ်တယ်လဲလင်းလေးဟိုကြက်ကောင်အေးတန်းဝင်းအောင်ရင်မျက်နှာမှန်ထဲမှာပေါ်လာတာနဲ့ကြက်ကလည်းငြိမ်သွားတယ်ကွာငကိုအတိုင်းတင်းနေတာပေါ့ကွာဟုတ်ကဲ့မှန်ထဲမှာပေါ်နေတယ်တန်းဝင်းအောင်ရင်မျက်နှာအခုထိမေးလို့မရဘလို့ပြစ်လို့နေလင်းလေးနောက်ဘူးမှဒဏ်ရာကြီးကနဲတော်မှမဟုတ်တာအဲ့ဒီကိုတန်းဝင်းအောင်ကသူ့အသက်ခင်ရလေးဆိုတာဘလို့မျိုးသိပြီးတော့လာမယ်လေဦးလာဟေးကအဲ့ဒီမှန်အဝေးတစ်ခုနဲ့အုပ်ပြီးတော့အိမ်ပြန်ယူလာတယ်ကွာအိမ်ရောက်တော့ငါတို့နှစ်ယောက်ကိုမနှက်ပြန်မနှက်10နာရီလောက်သူ့အိမ်ကိုလာခဲ့ဖို့ပြောပြီးတော့ပြန်လွှတ်လိုက်တယ်နောက်နေ့မနေ့ကျတော့သူ့အိမ်ကိုသွားတာပေါ့ကွာသူ့အိမ်မှာရွာလူကြီး3-4ယောက်လည်းရောက်နေကြတယ်ကွာဦးလာရေးစီကိုရောက်ပြီးတော့ထိုင်ရုံရှိသေးတယ်လာမင်းတယောက်ငိုကြီးဆောင်မနဲ့ရောက်လာတော့တာပဲဟာဘလို့ဖြစ်လို့လဲလေးဦးလာရေးရဲ့ပညာပေါ့ကွာလာမင်းကိုတန်းဝင်းအောင်ကရှိုင်းနေပြီးတော့ဝင်ခံခိုင်းတာပေါ့လာမင်းပြောပုံရတန်းဝင်းအောင်ကတညလုံးသူ့လဲပင်းညစ်ပြီးတော့ကြောကုန်းထိုးရိုက်တယ်လှုပ်လို့ရှုံလို့အော်လို့လည်းမရဘူးတဲ့သူဖြစ်နေတာသူ့အိမ်သားတွေတယောက်မှမသိကြမနှိုးကြဘူးတဲ့ကွာဟင်ဟုတ်တယ်ကွာကိုလေးဟာလာမင်းရဲ့လဲပင်းမှာရောကြောကုန်းမှာညိုမဲနေတယ်ဒဏ်ရာဒဏ်ချက်တွေအပြည့်ပဲတန်းဝင်းအောင်ကိုသူ့တတ်တာပါဆိုပြီးတော့ဝင်ခံတယ်တရားရဲ့အကြောင်းကငါးတွေရောင်းထားတဲ့ပတ်စံတန်းဝင်းအောင်အကြောင်းမိမိလာမင်းအောင်ပြန်မပေးနိုင်သေးတဲ့အကြောင်းပြောတယ်အမှန်ကလာမင်းအောင်ဖဲရှုံလို့ပတ်စံမပေးနိုင်တော့တာကွာအဲ့ဒီမှာတင်မင်းဆရာတပည့်နှစ်ယောက်လေးပေါ်မှာအခြေတင်စကားများကြလာမင်းအောင်တန်းဝင်းအောင်လှော်တက်နေရိုက်လိုက်တယ်တန်းဝင်းအောင်တတိလက်သွားတဲ့အချိန်မှာလက်ပြန်ကျိုးတုပ်ပြီးတော့ရေထဲကိုပြစ်ချခဲ့ရဲ့ဟာရက်ဆက်လိုက်တာဗျာတန်းဝင်းအောင်သာတိုးရိုးသားရိုးနဲ့ရေထဲကိုပြုတ်ချခဲ့မယ်ဆိုရင်တော့လေပေါ်ကိုပြန်တက်နိုင်အခုကတပတ်ကျော်10ရက်အထိလူလဲမတွေ့အလောင်းလေးရှာမရဆိုတော့သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုတော့ဦးလာအေးကယူဆထားတယ်ကွာဒါကြောင့်တန်းဝင်းအောင်သူ့ပညာနဲ့ခေါ်လိုက်တာနေပါဦးလီဘာတွေဆက်ဖြစ်ကောလာမင်းဝင်ခံနေတဲ့အချိန်မှာရွာလူကြီးတွေနဲ့တန်ဟတော်ဖြစ်ကြတာပေါ့ကွာရှုံရခက်မယုံရခက်ပေါ့အဲ့ဒီချိန်မှာပဲလာမင်းကတကူလုံးနတ်ပူးတလို့တုံပြီးတော့တန်းဝင်းအောင်ဝင်ပူးတော့တာပဲဟေ့ဗျာဟုတ်တယ်ကိုလေးတန်းဝင်းအောင်စစ်ပဲသူမိန်းမနဲ့ကလေးတွေကိုခေါ်ခိုင်းတယ်သူရကြရှိတဲ့ပတ်စံတွေကိုဘဲသူစီဘဲဝါစီကတောင်းဖို့နေပေးဆရာရှိတဲ့သူတွေကိုလည်းနာမည်တက်ပြီးတော့ပြောတယ်လာမင်းက900ထုတ်ပေးလိုက်တဲ့ငွေတွေမပေးသေးလို့ပြန်တောင်းတော့ဖဲရှုံတော့မပေးနိုင်သေးဘူးဆိုပြီးပြောတယ်တဲ့နောက်တော့စကားများကြပြီလာမင်းကိုလက်သီးနဲ့ထိုးဖို့အလုံးတော့လာမင်းကလော်တက်နဲ့နှစ်ချက်ဆင်းရိုက်တယ်တစ်ချက်ကနဖူးကိုရိုက်မိပြီးတော့နောက်တစ်ချက်ကငယ်ရိတ်ကိုထိတယ်သူတတိမယာတရားပြစ်နေတဲ့ချိန်မှာလက်ပြန်ကျိုးတုတ်တာကိုလည်းသိနေတယ်တဲ့နောက်တော့ရေထဲကိုပြေးချလိုက်တာကိုပဲသိလိုက်တော့တယ်တဲ့တနာစရာကောင်းလိုက်တာလေးရရှင်မွန်းနဲ့တန်ဘလောက်များခံရမလဲဗျရှုံးလို့လည်းမရရေကူးလို့လည်းမရဟုတ်တယ်ကိုလေးသူလည်းအဲ့ဒါကိုပို့ပြီးတော့ခံပြင်းနေတာလော်တက်နဲ့ရိုက်လိုက်လို့သေသွားရင်တော့ဒီလောက်ခံပြင်းမှာမဟုတ်ဘူးလာမင်းကိုတတ်မင်ကြည့်ပဲပြောနေတာနောက်ပြီးတော့သူ့အလောင်းကိုလိုက်မရှာပါနဲ့ရှာတွေးတော့မှမဟုတ်ဘူးတဲ့ဒါဆိုကိုလာမင်းကိုရဲစခန်းမပို့ကြအောင်ပိုးချိန်တော့မရလိုက်ပါဘူးကွာတန်းဝင်းကဘလောက်တောင်ထုထားထောင်းလဲတော့မသိသွေးစိမ့်နဲ့အန်ပြီးတော့တေးတာပါပဲဟာအေးမေးထားတဲ့အကြောင်းဆက်ပြောပြမယ်ကျဲဥကျော်နောက်ပြန်ပြစ်တဲ့အကြောင်းလေဟုတ်ကဲ့လေးလာမင်းကိုတန်းဝင်းအောင်ဝင်ပူးတဲ့အချိန်တော့တန်းဝင်းအောင်ကငါ့ကိုပြောတယ်ကွာဘာပြောလို့လဲလေးငါရင်ရှရာတရက်ပိန်မှာနေပါရစီတဲ့သူ့မှာနေစရာမရှိလို့ပါဆိုတော့ငါကလေပေးနေလိုက်တယ်ဟာလေးသူ့ရဲ့အိမ်မှာပဲဖြစ်ဖြစ်သူ့မိန်းမရဲ့အိမ်မှာပဲဖြစ်ဖြစ်နေခိုင်းလို့ရတာပဲသူ့လေးအိမ်မှာသူ့ထက်ကျန်းတဲ့ကောင်နေမွေးထားတယ်ကွာသူမိန်းမစီမှာမနေတာရောက်ခမအိမ်မို့လို့လာတော့မပြောတတ်ဘူးငကိုတဲ့ကမိန်းမကိုရောက်ခမကိုပါတရားကြောက်ရနေသူတရေဖြစ်လေကြောက်ချင်ကြောက်မှာပေါ့ဘလို့ပဲဖြစ်ဖြစ်အိမ်ဆောင်ရတာပေါ့ကွာသူရှိနေတော့ငါပြင်သွားရင်ခြံထဲကိုခွေးမပြောနဲ့ကြောင်တော်မဝင်ရင်သူ့ကိုညနေတိုင်းအိမ်မှာချက်တဲ့စားစာတစ်ခုကျွေးအောင်မင်းပေါက်ခဲ့ရတယ်မလုပ်ပါနဲ့လေးရောင်ငါမလုပ်ချင်ပါဘူးကွာသူမှနေစရာမရှိဘူးဆိုတော့မိတ်ဆွေချင်းကိုညီလိုက်တဲ့သဘောပါပဲပြောစရာကြံသေးတယ်ဟုတ်ကဲ့လေးတိုးနိုင်ရဦးလာကြီးစီမှာပညာယူတယ်ကွာဗျာဟုတ်တယ်ကိုလေးဦးလာကြီးစီကပညာတွေအကောင်ရသလားမရသလားဆိုတာတော့မသိလက်တဲ့တော့အင်မတန်စမ်းကျင်နေကောင်ဒါကြောင့်မင်းရဲ့တငယ်ချင်းတွေသူနဲ့လိုက်သွားတာကိုစိတ်မချတာဘယ်လိုလက်တဲ့စမ်းတော်လေးလေးဦးလာကြီးလှုပ်တယ်လို့မှန်းနဲ့တရက်ခေါ်တာလေကွာဗျာဟုတ်တယ်ကိုလေးတော်ကြမင်းတငယ်ချင်းတွေကိုသူ့စွမ်းစာပြချင်လို့ထမင်းခေါ်ကြွေးတာလည်းဖြစ်နေအောင်မယ်ဒုက္ခပဲလေးရောဟိုကောင်တွေကလည်းအဲ့ဒီလိုကိစ္စမျိုးဆိုရင်ဝါသနာကြီးတွေကောင်းနေဖြစ်ချင်ရဖြစ်လွတ်တာထားလိုက်ပါလေးရောဒီစင်ပါလာရဲ့မနေ့ကင်းတစ်ခုမှာကြိုက်တီယိုတောင်တော့တစ်ခုလုံးမျိုးရင်းဆိုင်နေပါတယ်မနေ့4 နာရီလောက်မှာ
ဖျားဝဲပြူပြီးတာနဲ့ညွှန်းရွှေကြောစီဟာဇော်မိုးနေကျွန်တော်တို့တငယ်ချင်းလေးရောက်တာမော်ကနေချင်းလင်းစင်းလာခဲ့ကြတယ်အေးစိမ့်နဲ့ဆောင်းမနှက်ခင်လင်းတို့အေကုံရှူရှိုင်ရင်စကားတပြောပြောနေစင်းလာခဲ့ကြတာမောရမှန်ပန်းရမှန်တော့မသိနိုင်အောင်ပါရေမြောင်ကြီးရောက်တော့တထောင်နိုင်စကားသမီးပြောနေကြရကောင်ကျွန်တော်ဦးလေးစီအလဲရောက်ခဲ့စဉ်ကအကြောင်းကိုပြောဆိုကြမိမင်းပြောတဲ့အတိုင်းဆိုရင်ကိုတန်းဝင်းအောင်ကမကြွသေးပဲနဲ့လေးလေးရဲ့ချမ်းနဲ့ကတရက်ပေမှာရှိနေသေးတာပေါ့ဟုတ်အေးလီလေးလေးပြောပုံအရဆိုရင်မကြွသေးတဲ့သဘောပေါ့ကွာအဲ့တုန်းကငါတို့ဘာကြောင့်မပြောတာလဲကိုလေးမင်းတို့ကြောင့်မှစိုးလို့ပေါ့ကြော်ရွှီးရဟာဟာဟာငါတို့တရေကြောက်တယ်များထင်းနေသလားကိုလေးဒါတော့မပြောတတ်ဘူးလေကွာရေဝေးသိန်းချိုင်းမှာဂျုံပြီးကြတဲ့အောင်မင်းတို့များကြောက်သွားမလားလို့ဟာဟာဟဲ့ကောင်ရွှေကြီးငါတို့တွေရွာမှာတော့ဘာလုပ်ခဲ့လဲဆိုတာဒီကောင်ပြောပြလိုက်စမ်းမပြောပြရတာပေါ့ကွာမင်းပြောနေကိုတန်းဝင်းအောင်လောက်ကိုမပြောနဲ့ကိုလေးမင်းဦးလေးရဲ့ရွာမှာငါတို့၃ယောက်ကျုံခဲ့ရတာပြောလိုက်မင်းဖြုံသွားမယ်ဟေးမင်းတို့ဘာတွေလုပ်ခဲ့ကြအောင်ငါတို့တရေခေါ်ကြတာလေဟာဘယ်တော့လဲစုံမကိုတိုးနိုင်ကြီးထမင်းစားလာခေါ်တဲ့နေရလေကွာဟင်မင်းတို့ဘာတွေရှောက်လို့ကြတာလဲငါလည်းမသိပါလားမင်းတို့မနဲ့တနားရီလောက်မှပြန်လာကြကြတယ်ဟာတခုခုလောက်ကြပြီးတော့ထင်းတော့ထင်းတာမင်းတို့အရက်မူးပြီးပြန်လာကြလို့မမေးဖြစ်တော့မင်းမသိကျင်လားပြောပြမယ်ဆိုရင်တော့ပိုကောင်းတာပေါ့ကွာမသိကျင်မနေပါဘူးရွှေရီအိုက်တင်ခမ်းအနေနဲ့ပြောပြလိုက်တော့ပြောမှာပါကိုတိုးနိုင်ထမင်းစားလာခေါ်တော့ထမင်းစားဖိတ်ရုံတက်တက်ပဲထင်ပြီးလိုက်သွားကြတာဟိုရောက်တော့ကိုတိုးနိုင်ရစပြီးတော့ပြောတယ်မင်းတို့တရေကြောက်တတ်သလားတဲ့ငါတို့သုံးယောက်စလုံးကတရေမှမကြောက်တတ်တာဒီတော့ကျွန်တော်တို့တရေမကြောက်တတ်ဘူးဆိုပြီးတော့ပြောလိုက်တာပေါ့အဲ့မှာဒီမဲ့ငါတရေခေါ်ပြမယ်ဘယ်သူကြည့်ရဲလဲလို့စပြီးတော့မင်းတော့တော့ဒါမျိုးဆိုရင်ငါတို့ကထိတ်ဆုံးကကျွန်တော်ဆိုတဲ့ကောင်းနေဆိုတော့ကိုတိုးနိုင်ယူတရေခေါ်ပြခိုင်းလိုက်တာပေါ့ကွာမင်းတို့ကဘယ်နေရာမှာသွားခေါ်ကြရွာမြောက်ပိုင်းမှာတင်းချမ်းကုန်းတစ်ခုရှိရဲကွာအဲ့ဒီရွာသိရင်မြင်မြုပ်တာတိတ်မရှိသလောက်ပဲမီးတကြိုများကြတယ်တဲ့အဲ့ဒီတင်းချမ်းမှာအုတ်ကူဆိုလို့ဘိုးတော်ဘုရားလက်ထက်ကအုတ်ကူမျိုးတစ်လုံးမရှိကျန်တာကမြေပုံတွေကြီးပဲမတ်သားမီးရှို့ဖို့အတွက်တီးတန့်လုံထားတဲ့နေရာတစ်ခုရှိတယ်ကွာအုပ်စီပြီးတော့အသေးချောင်လှုပ်ထားတာဆက်ပြောပါကိုတိုးနိုင်ကအဲ့ဒီနေရာမှာတရေခေါ်တာဟေးမဟေနဲ့ကိုလေးတကယ်လာတာဟာမကြောက်ဘူးဆိုတဲ့ငါတို့တော့တရေကိုမြင်ပြီးတော့ထူးတောင်တုံနေတရေကိုဘယ်လိုမြင်ရတာလဲရွှေမှန်နေမှာပေါ်လာတာကွာတရေကကရုံးကြီးနဲ့ကိုတိုးနိုင်ပြောတာတော့အဲ့ဒီတရေကသူတို့ရွာလူတဲ့အဲ့ဒီလူကသူ့ကိုယ်သူအစိတ်တောက်ပြီးတော့တေးသွားတာတနေ့ကျော်လောက်ပဲရှိသေးတယ်ဟာမှန်နေရနေငါတို့ကိုတေးချာကြည့်နေတာများချက်သီးတောင်မှထားမင်းတို့တခုခုလုပ်ရင်ဘယ်လိုလုပ်မလဲရွှေမလုပ်ကောင်းတာလေကွာအဲ့ဒီမန်နဲ့ကတေးရငါတို့ဘာမှလုပ်လို့မရဘူးတဲ့ကွာမန်ကိုမခွဲမပြစ်မချင်းအဲ့ဒီမန်နဲ့ကနေထွက်လို့မရဘူးတဲ့သူ့ကိုလွတ်မပေးချင်အဲ့ဒီမန်ကိုမြင်းမြုံရတယ်လို့ကိုတိုးနိုင်ကပြောပြတယ်အင်းပြောတဲ့ဦးလိုင်လှုပ်တဲ့အတိုင်းပဲကိုလေးဟုတ်တယ်ရွှေကိုတိုးနိုင်ကဦးလိုင်စီမှာတပည့်ခန်းထားတာငါတို့လေးသူ့စီကနေမိတော့ယူလာခဲ့နေဟာမင်းတို့ကဘာလို့မလို့လဲစမ်းကြည့်မလို့လေဟာဟဲ့အောင်လေမကောင်းတာတွေရှောင်မလို့ကြပါနဲ့အဲ့ဒီပညာနက်ခတ်တွေနေတွေတွက်ပြီးမှအေးချရတာတဲ့ရင်းပြောတော့ဟုတ်တယ်ကိုလေးကိုတိုးနိုင်ပေးလိုက်တဲ့အင်းကနက်ခတ်ကြည့်ကြမလို့ဘူးတဲ့ကွာသူကိုယ်တိုင်ပြားချပေးလိုက်တာအဲ့ဒါတွေငါ့အိမ်မှာသိမ်းထားတယ်ရှန်ကုန်ရရင်ငါပြောင်းအဲ့ဒီအင်းပြောင်နေစနွေးမုံဖျားစင်မှာမထားရအောင်နက်စင်အောက်မှာအထက်မှာမထားရအောင်ခြံတောင်းတနေရမှာအိုးချံကွဲနဲ့အုပ်ပြီးတော့ဖွက်ထားရမယ်လို့ကိုတိုးနိုင်ပြောတဲ့အတိုင်းလုပ်ထားတယ်နေစက်မဘာအကျိုးရှိလို့အဲ့လိုလုပ်ချင်ရတာလဲရွှေရစမ်းကြည့်ကြတာပေါ့ကွာတရက်မမြင်ဘူးတဲ့ကောင်နေမကြောက်ဘူးဆိုတဲ့ကောင်နေတရက်ခေါ်ပြမလို့အေးမင်းတော့ဒုက္ခရောက်တော့မင်းဘာဆိုင်လို့ဒုက္ခရောက်မှာလဲကွာမတော်လို့မင်းခေါ်သွားတဲ့ကောင်နေကစောင့်လန့်ပြီးတော့နှလုံးရှက်ပြီးတေးသွားရင်ဘလို့လုံးအစောကြီးတာကြိုးပြောထားမှာပေါ့ကွာကြောက်တတ်ရင်စိတ်မခေါ်နဲ့စိတ်ခေါ်ရရင်တော့လာခဲ့ပေါ့ကိုလေးမင်းရောမစမ်းကျင်လားမစမ်းကျင်ဘူးကြောစီရဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူးငါတို့လေကြုံဘူးတာပဲကွာဘာအကျိုးမှမရှိဘာလဲမင်းကြောက်နေရလားမှန်မှန်ပြောမကြောက်ဘူးဆိုရင်သူမရှိဘူးကြောစီရအဖော်ကောင်းလို့တောင်လောင်းကြော်ရင်တကယ်ကျန်းတဲ့နေရာတယောက်ထဲသွားရင်သလားမေးကြည့်စမ်းဘသူမှမသွားရင်အဲ့လိုအလောင်းစားလို့ငါအဖေရဲ့တငယ်ချင်းတယောက်လေတေးသွားခဲ့ဘူးလေဟုတ်လားဘလို့လောင်းကြောင်သူတို့ခေတ္တက BSC ဆိုင်ကယ်နဲ့ကြံတော်တင်းချိုင်းနဲ့ကိုဖြတ်ပြီးတော့မောင်းကြီးလောင်းကြောင်အလောင်းစားကလည်းကြေးမကြည့်ပါဘူးအလောင်းစားကတော့တန်ကြေးပြတ်လို့မရတဲ့အသက်ကိုပေးခဲ့ရတေးသွားတဲ့သူကလည်းလက်နက်ကအဖွဲ့အစည်းတစ်ခုကအရာရှိနော်နည်းနည်းရတော့မဟုတ်ဘူးလှုပ်စမ်းမအောင်ကွာငါတို့နားထောင်ကြည့်ငါအဖေပြောပြတာကိုပြန်ပြောပြငါအဖေရုံးချင်းချိန်မှာသူ့တငယ်ချင်းတယောက်က
ရုံးုံရောက်လာတယ်။တေးသွားရသူပေါ့ကွာ။စားကြတောက်ကြဖို့ခေါ်ကြတာပေါ့။မိုးလာတော့ထုံးစံအတိုင်းတောင်ပြောမြောက်ပြောနေစိန်ခေါ်ကြပါလေရော။ကျန်တော်တင်ချိုင်းနဲ့ကိုဆိုင်ကင်းနဲ့ဖြတ်မောင်းရေးသလားဆိုပြီးတေးသွားရညာရှိရငါအဖေကိုစိန်ခေါ်။ငါအဖေကလည်းသဘောတူပြီးတော့ဖြတ်မောင်းကြ။ငါအဖေကအရင်ဆုံးဖြတ်မောင်းတယ်။ငါအဖေကတော့ဘာမှမဖြစ်ဘဲနဲ့စင်ပြေသွားပြီ။ဟိုလူရဲ့အလဲရောက်တော့6လုံးပြူတက်နဲ့2ချက်တန်းကြားလိုက်ရလို့ငါအဖေလည်းသူ့တငယ်ချင်းတစ်ခုခုဖြစ်ပြီးဆိုပြီးတင်ချိုင်းနဲ့ကိုဆိုင်ကင်းနဲ့ပြန်ဝင်သွားတယ်။တင်ချိုင်းအလဲလောက်ကိုရောက်တော့ဟိုလူကဆိုင်ကဲမှောက်ပြီးဆိုင်ကဲတခြားလူတခြားဖြစ်နေပြီလက်ထဲမှာလေ6လုံးပြူပြီးကိုကင်ထားမြင်သမျှတနက်နဲ့လိုက်ရှိန်နေငါအဖေကလည်းတခုခုဖြစ်ပြီးဆိုပြီးတော့ဆိုင်ကဲဘဝကနေအမြန်စင်းဆက်လွယ်တိုင်းထားတဲ့ဂျိုင်းကြားတွေကတနက်ကိုဆွဲထုတ်ပြီးသူတငယ်ချင်းစီပြေးအောင်ပေါ့ကွာဟိုလူကတတိတော်ကောင်းနေကွာမျက်နှာတစ်ခုလုံးစုပ်ပြတ်ပြီးခေါင်းကလည်းဟက်တက်ကွဲနေတာဆိုတော့ငါအဖေလည်းသူတငယ်ချင်းကိုဆိုင်ကဲပေါ်တင်ပြီးကြီးမြင်နိုင်နဲ့စင်လမ်းမှာနေမိတ်ဆွေတယောက်ကိုကူညီတောင်းရတာပေါ့ဟိုလူကလည်းအဲ့ဒီချိန်ထိတတိမလစ်ဘူးတဲ့ကွာနဲ့စင်လမ်းမှာနေတဲ့လူကကောင်းကူညီပေးလို့စင်းုံယူအချိန်မီပို့ပေးခဲ့မိမယ်ဘိုးရှုခံရှေ့ကိုရောက်တော့အသက်မရှိတော့သူတေကန်နီးမှာငါအဖေကိုပြောသွားတယ်ဆိုင်ငယ်ရှိရနေကျွဲတဲ့ကောင်ပြန်မောင်းတာတွေးလိုက်ပြီမိချောင်းချိန်မရလိုက်ဘူးတဲ့ဆိုင်ငယ်တိုက်မိလို့ကျွဲဟာကျွဲမဟုတ်ပဲအသာပြင်ထားတဲ့အလောင်းစင်ကြီးဖြစ်နေတယ်သူကလည်းလဲနေရနေကြည့်လိုက်တော့အလောင်းစင်မရှိတော့ဘဲနဲ့သူ့စီလာနေကြတယ်ပူပူကွာကွာတွေကိုတွေ့လို့တနက်နဲ့ပြစ်လိုက်တယ်တဲ့ငါအဖေလည်းအဲ့ဒီမသားပြင်ထားတဲ့စင်ကိုတွေးခဲ့တယ်တဲ့အချိန်မတော်ကြီးမှာမီးထိန်ထိန်လင်းနေတဲ့မသားစင်အောင်တင်းချိုင်းထဲမှာရှိနေတာမဖြစ်နိုင်ဘူးဆိုတာငါအဖေကသဘောပေါက်တော့ဆိုင်ကယ်ကိုပုံမှန်ပဲမောင်းတာပေါ့ကွာကြောက်ကြောက်နေတာမောင်းပြီးငါအဖေလည်းအခုလောက်ဆိုအယိုးတော်မှာစွရင်းလောက်ပြီးတော်သေးတော့ပေါ့ကွာငါအဖေကစိတ်ကိုတင်းကြီးငင်ငင်ထားပြီးတော့မောင်းလာတော့အချိန်သိမ့်မမြောင်ဟိုလူကကြောက်ကြောက်နဲ့အချိန်တင်ပြီးတော့မောင်းနေနေတူပါတယ်ရုတ်တရက်တွေးလိုက်ရတော့6ချိန်မရပြီနဲ့လမ်းဘေးကအုပ်ကူနဲ့ဝင်းဆောင်တာပေါ့ကွာမင်းအဖေကမှမင်းထက်တက်တိကောင်းတယ်တက်တိဆိုတာဘာကိုပြောတာလဲကြောစီရဘာမဟုတ်တဲ့ကိစ္စမှာတက်တိကောင်းနေလို့ဘာများထူးခြားလာမှာအခက်မသိရင်အသက်ပါပေးရမယ်ကြောက်ရင်ကြောက်တယ်ပြောပါကိုလေးရမင်းတို့ကငါ့ကိုကြောက်တယ်တင်စမ်းကြတာပေါ့ကွာငါလိုက်ဟဲ့တကယ်နော်စိန်လိုက်ကွာကြိုက်ပြီလေဘယ်တော့စားကြရန်ကုန်ရောက်မှပြောကြမင်းကွာပြန်ရောက်ရင်တရက်လောက်တော့နားကြနောက်ရဲကြမှာပဲအေးစစ်စစ်တိုင်မီမီလောက်ကြတာပေါ့ငါတို့တောင်းဟုတ်ကိုမြင်မြင်စင်းအောင်ကြိုက်ထိုကငါအမျိုးရစီကိုခဏဝင်ကျင်သေးတယ်ကွာမြို့ရွှေတိတ်မကြစင်းနဲ့နော်အေးပါမကြပါဘူးကြိုက်ထိုရောက်ပြီးတော့သူတို့စီကိုမဝင်ငါ့ကိုပြောမှစိုးလို့ပါကဲအချိန်ရှိအောင်ဆင်းလိုက်ကြရအောင်โอเคအိမ်ပြန်ရောက်ပြီးနောက်တစ်ရက်မှာတော့ရေမြောင်ကြီးစခန်းဇက်လန်းကပြန်ဆလာပါတယ်အမှန်ပြောရရင်အဲ့ဒီလိုအလုပ်မျိုးကျွန်တော်မလုပ်ချင်ပါမလုပ်ရဲဘူးလို့ပဲပြောရမှာပရာလောကသားတွေဆိုတာသူ့ဘဝနဲ့သူဒုက္ခရောက်ရောက်နေကြတဲ့သူတွေပေါ့မမြင်အဲ့လိုကွဲထားရတဲ့သူတို့တွေကိုမြင်တွေ့ချင်လို့ပညာရဲနဲ့ခေါ်ကြည့်တယ်ဆိုတာမလုပ်သင့်ဘူးလို့လည်းထင်ပါတယ်လူသားချင်းချင်းတောင်မှအာဏာနဲ့ခိုင်းစေခံရရင်ကျင်းနေကြတာမဟုတ်ပါဘူးအမှားယွင်းတစ်စုံတစ်ခုကြောင့်တုံ့ပြန်လာတာလေပညာခံမရှိတဲ့သူတွေဖြစ်နေတဲ့အတွက်အလွန်အန္တရာယ်ကြီးပါတယ်တရေကြောက်သလားသူမင်းရင်တော့မခံချင်းချင်းနဲ့မကြောက်ဘူးလို့သာဖြေကြမှာတယောက်တည်းရှိနေတဲ့အချိန်မှာနေလန်းကလည်းရင်ဆိုင်ရပြီဆိုရင်တော့အသက်ပါပေးလိုက်ရတာတွေကိုစာထဲမှာဖတ်ခဲ့ဘူးတလို့လူကြီးသူမတွေပြောကြတာအောင်လေနားထောင်ခဲ့ရဘူးပါတယ်ပညာသည်တွေဆရာတွေတောင်မှအမှားတစ်ခုကြောင့်အသက်ပေးခဲ့ရတဲ့တာရကတွေရှိခဲ့ဘူးပါတယ်နာနာဘာဝဆိုတဲ့တမလုံကပေတာတွေကတေးလွန်ပြီးနောက်ပိုင်းမှာပြုခဲ့တဲ့ကံအလိုက်အစင်းတရံတွေပြောင်းလဲသွားတတ်ပါတယ်အဲဒါကြောင့်လည်းမမြင်အပ်တဲ့တတဝါလို့ဆိုခဲ့ကြတာပေါ့ဘလို့လဲကိုလေးဆုံးဖြတ်ပြီးပြီလားကြောက်တတ်ရင်ဖျဲကြောက်တတ်တာလူတဘာဝကြောက်တတ်တယ်ဆိုတာနဲ့အထင်သေးအမြင်သေးကြတာလူတဘာဝပါလို့လေဘယ်တော့ဆောင်ဒီညစားကြမှာရှေးဝေးပဲလားရွှေဒါပေါ့ကွာရှေးဝေးပဲကောင်းတာလေကြားတယ်ကွာမင်းတို့သာလိုအပ်တဲ့ပစ္စည်းတွေစုထားလိုက်ကြโอเคညနေ9 နာရီလောက်မင်းကိုလာခေါ်မယ်ငါလာခဲ့ပြီလေမင်းကဇော်မိုးစီမှာပဲစောင့်နေလိုက်ငါတို့ပစ္စည်းတွေစုပြီးတော့နေလာခဲ့လက်နှိပ်တက်ပြီးဖျောင်းတိုင်မိချက်စိတ်ပတိအဆောင်လက်ဖွင့်ပရိတ်ရည်တွေရှူမလာကြနဲ့ကောင်းပြီအေယောစားထွက်ကလေးကကျွန်တော်ရင်စိတ်တွေလေးလံနေတယ်လို့ခံစားနေရတယ်အကယ်၍သာမှန်နေမှရှိနေမယ်နာနာဘာဝဘလိုနည်းနဲ့ပြန်ထုတ်ကြမလဲဆိုတာခလေးစဉ်းစားစရာပါမတော်တဆတစုံတစ်ခုဖြစ်လာခဲ့ရင်လေနောက်ဆက်တွဲပြဿနာတွေကအလွန်များပါတယ်ပြောမိပြီးမှတော့မထူးတော့တော့မို့စာပြီးတဲ့ဇလန်းကိုအဆုံးသတ်ဖို့ပဲရှိပါတော့စော်မိုးစီကိုရောက်တော့ညနေ9 နာရီရှိပါညွှန်းရွှေနဲ့ကျော်စရာတို့ကညနေ4 နာရီကျော်ကလေးကရောက်နေကြပါတယ်ကိုလေးရောက်လာပြီဆိုတော့ငါတို့စားထွက်ကြမယ်စားတဆိုင်မှာတောက်ကြစားကြမယ်ကွာဘယ်ဆိုင်မှာတောက်ကြမလဲရွှေထုံးစံတိုင်းပေါ့ကွာစစ်ပြန်ကြီးပဲပေါ့ဒါဆိုလည်းမြန်မြန်လောက်ကွာငါဖားသားကြီးပြန်မလာခင်မြန်မြန်လေးကြောက်ရအောင်ငါကားနေသွားမှလားကြောစီရ
မင်းကနေပဲသွားမယ်ကိုလေးငါတို့ကပစ်ကတ်ဆိုတော့အနောက်မှာထိုင်ရတာအဆင်မပြေပြောနေတာကြားလေကွာလေးကြောင်ဇော်မိုးကြီးပစ္စည်းတွေမမေ့နဲ့နော်စိတ်ချစမ်းမှာရွှေကြီးရဲ့အဲ့ဒီကိစ္စအတွက်သာသွားတာမေ့စရာကျွန်တော်တို့တငယ်ချင်းလေးရောင်စကားတပြောပြောနဲ့ချိန်ဆွဲပြီးတောင်းနေလိုက်ကြတာည9 နာရီကျော်လာခဲ့ပါအရက်ပလင်းလေး၄ယောက်ကိုနှလုံးကျသွားပြီဆိုတော့တယောက်ကိုတစ်ပိုင်းနီးနီးဖြစ်နေပါည9 နာရီခွဲလောက်မှာပစံရှင်မီဆိုင်ကနေထွက်လာခဲ့ကြရင်ည9 နာရီကျော်ဆိုပြီးမြင်ကားသွားလာလူသွားလာလေးမပြတ်သေးပါမြောက်ကလာတန်နာလန်းကိုရောက်တဲ့အချိန်မှာကျော်စီကသူ့တငယ်ချင်းတရားအိမ်ကိုဝင်ပြီးမှားထားတဲ့စက်တကောင်ဝင်ရှုပါတန်နာလန်းနေရထွက်လာပြီး6ကွေကိုရောက်တဲ့အခါကားရက်ပြီးတော့အရက်တစ်လုံးနဲ့အမြည်ထဝင်ကြပြန်ပါ6ကွေရနေရေဝေးတုတ်တန်အဝကိုရောက်တော့ရဲရီမိသက်တွေစစ်ဆေးနေကြတော့တွေ့လိုက်ရတာကြောင့်ရေဝေးတုတ်တန်တွေကိုမဝင်တော့ဘဲနဲ့ဆက်မောင်းလာခဲ့ပါဘလို့လောက်ကြမလဲရွှေစစ်ဆေးရေးတွေရှိထောက်ကျန်းဘက်ကိုသွားပြီးတော့ခဏဆောင်ကြည7 နာရီလောက်ကြာမှဝင်ကြမှာမင်းအမေလင်းတွေကငါတို့မတင်ကားမှုနဲ့ဖမ်းမှာပေါ့ကွာဒါဆိုဘလို့လောက်ကြမလဲကြက်ကလည်းဝယ်ပြီးနေရွှေမင်္ဂလာတုံးစစ်တင်းချိုင်းအကျော်လောက်မှာတင်းချိုင်းအောင်တစ်ခုရှိအဲ့ဒီကိုသွားကြဖြစ်ပါမလားကြောစီရဖြစ်ချင်ရဖြစ်သွားကြမယ်ကွာလေးယောက်သားစိတ်တူကိုတူနဲ့ထောက်ကျန်ကိုပဲထွက်လာခဲ့ကြပါပလဲမျိုးတင်အကျော်လောက်မှာကားရက်ပြီးအပေါ်သားကြရင်တစ်ခွက်တစ်ဖလားလုံးလိုက်ကြပါသည်ကျွန်တော်ပေါ်သွားတဲ့အခါမှာဖြစ်ချင်တော့ကြော်စီရစွန့်ထားတဲ့မစင်ပုံတန်နေမိပါတော့ walking shoe မှာပေးချန်နေတဲ့မစင်တွေကိုရည်စည်းစရာလည်းမရှိမျက်တွေနဲ့တုတ်တော်လည်းမစင်းဆိုတဲ့အတိုင်းမစင်တာကြောင့်အဲ့ဒီနေရာမှာပဲလွတ်ပြေးခဲ့ရပါတော့ကားနောက်ထဲမှာရောဘာရှင်းညက်ဖက်နဲ့တရံရှိနေတဲ့အတွက်အစင်တော့ပြေးသွားတာပေါ့သူတို့အတွက်ရည်စရာဖြစ်ပေမဲ့ကျွန်တော်ကတော့စွန့်ရင်စိန်နဲ့ဝင်လာမိပါတယ်တရေကြောက်တာမကြောက်တာထက်လမ်းတစ်လျှောက်လုံးလှည့်ကင်းတွေစစ်စီးရေးတွေနဲ့ပြည့်နေတာကြောင့်ပါကျွန်တော်တို့မင်္ဂလာတုံထောက်ကျန်တာတင်းချမ်းကိုရောက်တဲ့အချိန်မှာည7 နာရီထိုးပါတော့လမ်းမကြီးဘေးနောက်မှာကားရက်ထားပြီးတော့တင်းချမ်းကိုလမ်းကြည့်လိုက်တော့ခြုံတွေပိတ်ဆို့နေတာကြောင့်ဇရက်အမိုးကလွယ်ပြီးပါဆိုပါမှမမြင်ရအနားကိုရောက်မှလူသွားလမ်းကိုမြင်ရတော့မတုံးတာကြပြီးဖြစ်မယ်လို့ထင်ရတဲ့တင်းချမ်းထဲမှာတော့အုတ်ကူအချုံနဲ့မြေပုံအချို့ကိုမြင်ရပါအထဲကိုလည်းဆက်ပြီးတော့မဝင်ရဲတော့တာကြောင့်ဇရက်ပေါ်မှာထိုင်ပြီးတော့အစီအစဉ်ဆွဲကြရတော့တယ်ဇော်မို့ချိန်မရှိဘူးပစ္စည်းတွေထုတ်တော့ဟဲ့လေလမ်းဘေးမှာကားထားခဲ့ရစိတ်မချဘူးကွာမင်းကဘယ်သူမှလာမခိုးဘူးကိုလေခိုးတာမခိုးတာကိုပြောနေတာမဟုတ်ဘူးကြောစီရလူမရှိပဲလမ်းဘေးမှာကားရထားတာလှည့်ကင်းတွေမြင်သွားရင်ပြဿနာတက်နိုင်အဖြစ်ပါကွာပူမနေစမ်းပါကြက်ကိုဘယ်သူတက်မှလဲဟဲ့အောင်ငါကတော့မတက်ရဲဘူးကွာငါကတော့လဲလိန်ချိုးပြီးပဲတက်ရဲလဲဘင်းတော့မလီရင်ငါလည်းမတက်ရဲတယောက်တစ်ပေါင်းနဲ့ပြောနေကြတော့ကိုကျွန်တော်စိတ်မရှိဖြစ်မိကိစ္စမြင်မြန်ပြီးစေချင်တာကြောင့်ကျွန်တော်ပဲတက်မယ်လို့ပြောလိုက်ရတော့ငါတက်မယ်မင်းတို့ကကြက်လေးတစ်ကောင်လဲလေးတက်တာကြတော့တိမ်မလောက်ကြောက်နေကြပြောတော့မိုးလာကဲလာငါတို့မှမတက်ဘူးလားမင်းကတောလိုက်ဘူးလားဆိုတော့တွေးကြုံရှိလှုပ်ဆက်ရှိတာမြန်မြန်လောက်ကွာကြောက်နေပြီလားကိုလေးဟင်ကျော်စီကမင်းလက်ထက်ကကြံငါ့ကိုပြီးလောက်တော့မလို့လားမြန်မြန်ပြီးရင်မြန်မြန်အေးရောလေကွာတရေချောက်ခံရတာရေးမကြည့်ဘူးကွာဒီနေရာတွေကတက်နေပြီတလန်းလုံးလှည့်ကင်းတွေလှုပ်ရှုံနေတာတခုခုတည်င်းရလို့နေတော့ကြောင့်ငါတို့ဆွဲသွားရင်ရှင်းရခက်မယ်ကွာမင်းတို့သိတဲ့အတိုင်းပဲရဲလှည့်ကင်းအောင်ရှင်းလို့ရတယ်စစ်တပ်နဲ့တွေ့ရင်တော့ဘယ်ခေါ်လို့ခေါ်သွားမှန်းတောင်သိရမှာမဟုတ်ငယ်ရွယ်နဲ့အံပုံတွေနဲ့တွားတုတွေတက်နေရစောမို့မြင်လှုပ်ပေးလိုက်ပါကွာဘာဟဲဟဲလေးကြောစီရဘာမှမဟုတ်ပါဘူးငါပြောမယ်နော်ဟိုနောက်အုတ်ကူကြောင်မှမှန်ထောင်ထားမယ်တို့လေးယောက်စလုံးစုပြီးတော့မသွားရအောင်တရားချင်းစီသွားပြီးတော့မှန်အသေးချာကြည့်အောင်အရင်ဆုံးရွှေရစရရင်လေစောင်းကောင်လာမှုချမ်းနေတာလားစိတ်လုံးရှာလို့ချမ်းနေတာလားမသိပေမဲ့နောက်ကျောကတော့အေးစိမ့်စိမ့်ဖြစ်နေပါတယ်လက်နေတမီးယူမလာရဖျားမှန်ယူမလာရဘူးဆိုတော့မောင်မဲမဲထဲမှာအုတ်ကူနှစ်ခုအကြောင်းသွားဖို့ဆိုတာအတော်လေးကိုစဉ်းစားရပါတယ်တရေထက်ပိုကြောင်းစရာကောင်းတဲ့မွေဆိုးတွေကိုတနေမိရင်တော့ကိစ္စပြတ်ပါပြီအုတ်ကူနှစ်ခုအကြောင်းထဲမှာမှန်ထောင်ထားခဲ့ပြီကိုလေးချက်ကိုရှင်းလိုက်တော့ငါတယောက်တည်းလုံးလို့မရဘူးလေကွာခြေထောက်နဲ့လေဘင်းကိုလည်းကင်ပေးအောင်မှာပေါ့ကျော်စင်ကမင်းရဲ့ချက်ဆိုတော့မင်းမဲကင်ပေးလိုက်ဟဲ့အဲ့ဒါငါချက်မဟုတ်ဘူးငါတငယ်ချင်းရဲ့ချက်ကိုဝဲလာတာတယောက်တော့လာကင်ပေးကြပါအောင်ကွာရွှေမင်းလာခဲ့ဟမ်ငါကင်ပေးအောင်မလားအေးလေဘလို့ကင်ပေးအောင်အတောင်ပံကိုဟော်ရီလိုမျိုးစုပြီးတော့ခြေနဲ့ချောင်းနဲ့စုကန်လောင်တဲ့ဘက်ကလေဘင်းကျုံကိုဆွဲပြီးငါနဲ့မင်းကလေဘင်းကျုံကိုဖြိုင်သူဆွဲပြီးတော့လှီးမယ်ဟမ်ငါရွှေကြားလေကွာစော်မို့ခွိုက်ချူလာခဲ့လာပြီညွှွှေကတုံတုံရင်းရင်းနဲ့ကြက်ကိုချုံကန်ထားတဲ့အချိန်မှာပဲကျွန်တော်လေကြက်လေဘင်းကိုလှီးချလိုက်ပါတော့တယ်ကြားလာတဲ့သွေးတွေကိုစော်မို့ဟာရှေခွက်နဲ့ခံပေးထားပါအမလေးဗျာသွေးတွေ
ညွှန်ရွှေသွေးလန်းတက်မှန်အခုမှပဲတီးလိုက်တာမို့နောက်ကျသွားပါမကြည့်ရဲလို့တစ်ဖက်ကိုလှည့်နေရကနေအနေနိုင်မထိုင်နိုင်လဲကြည့်လိုက်တဲ့အခါမှာကျက်လေပင်ကနေသွေးပန်းထွက်တာမြင်လိုက်တော့ကျက်ကိုလှချလိုက်ပါတော့လေပင်ကြောပြက်ပြီးတော့မသိမရှင်ဖြစ်နေတဲ့ကျက်ဖာကြီးကအတာမန်ကိုတပြောင်းပြောင်းနဲ့ခက်ပြီးကျွန်တော်တို့ဘက်ကိုကြည့်နေတာမြင်လိုက်ရတော့လေးယောက်စလုံးအနောက်ကိုနည်းနည်းဆုတ်သွားကြတယ်6ပြီနဲ့တူတယ်ကွဟုတ်မယ်ကျက်ကိုဝင်ပြီးဘူးလားမသိမင်းမေလင်းကျက်ကမသေးသေးဘူးကွတေးသေးချာချာကင်ထားပါလို့ပြောထားရင်ဘာလို့လွတ်လိုက်တာလဲသွေးမြင်တော့လန့်သွားတော့ဘောကွဒါနဲ့မြမင်းကိုမြင်တက်တီကောင်းတလေးဖားလေးနေကျန်တော့မကြောက်ဘူးသွေးမြင်တော့လန့်ကြောက်တာနဲ့လန့်တာတခြားစီပါကိုလေးရကျက်ကိုဘလို့လုံးကြောက်နေကိုလေးမင်းသွားပြီးတော့ဖမ်းခေါ်လာခဲ့ပါလားဆုံးမဟာမခေါ်ရဲပါဘူးမခေါ်ရဲရင်လည်းနေလေသွေးကုန်သွားရင်သူ့ဟာသူတေးသွားလိမ့်မင်းတို့စမယ်ဆိုလေစကြတော့ကောင်းတဆက်ဆက်ဖြစ်ပြီးအကျော်ဆွဲနေတဲ့ကျက်ကိုကြည့်ပြီးလာတော့ကတက်တက်ကြွကြွဖြစ်နေတဲ့ဇော်မိုးတို့3ယောက်နည်းနည်းတော့လမ်းနေကြပါစားကြတော့လေကွာလက်ခွေးလမ်းလိုက်တာကိုလေးဟာရုတ်တရက်ကြီးအော်လားကွာငါစိတ်တူလာပြီအေးရနေတယ်ကောင်းအောင်လေစိတ်မချဘူးကွာမြန်မြန်ပြီးမြန်မြန်အေးရောငါတို့လည်းချမ်းတာပေါ့ကွာနည်းနည်းလောက်စီခွက်လေးကြောင်လို့ကွာအကြောက်ပြေအချမ်းပြေပေါ့တယောက်တစ်ခွက်တောင်းပြီးမှတော့ဇော်မိုးကသူယူလာတဲ့ပစ္စည်းတွေကိုအိတ်ထဲကနေထုတ်ပြီးလုံးဆန်းရှိတာတွေလုပ်ပါတော့ဇော်မိုးဘသူ့ကိုခေါ်မှာဒါကျင်တဲ့သူလာဖို့ကွာအုတ်ကူကနမဲအတိုင်းခေါ်ကြည့်ပါကြော်စီရတာအဲ့ဒီလူကတရေဘွားမှာရှိကြမှာရှိတော့မှာပေါ့ကျွန်တော်တို့3ယောက်တယောက်တစ်ခွက်စီထပ်တောင်းနေချိန်မှာဇော်မိုးကတော့ကြွက်သွေးနဲ့နနုံမှုနေအင်းပြောင်တွေကိုကြာပြင်ကွဲပေါ်ကိုတင်ပြီးသွေးနေပါအဲ့ဒီပစ္စည်းတွေကဘယ်ရရလဲဇော်မိုးကိုတိုးနိုင်ပေးလိုက်တာလေအင်းပြရဲ့မတိုင်ရင်ကလည်းနှွေးမို့ရင်ရှန်ကုန်မှာရှာရခတ်မှာဆိုလို့ဆိုပြီးတော့ထည့်ပေးလိုက်တာအော်ကြာပြင်ကွဲရငါအမေတနခါသွေးတွေကြောက်ပြီးတူနဲ့ထုပြီးတော့ခွဲလိုက်တာဖြစ်ရမယ်ခဏကြာတော့ဇော်မိုးလောကန်နေတဲ့မြောက်တွေပြီးစီးသွားပါမယ်ရပြီဟဲ့ဘသူအရင်စမလဲစမဲ့သူကအရင်လိမ့်လိမ့်ပြီးနေသူကဘယ်ဟိုမှမကြည့်ပဲနှမ်းထောင်ထားတဲ့အုတ်ကူကြားတွေကိုသာသွားပြီးတော့ပြန်လာတဲ့သူကိုမမေးအောင်တွေးခဲ့တဲ့သူကလည်းဘာတွေးခဲ့လဲဆိုတာမပြောရအောင်မှန်ကြည့်ပြီးထားတဲ့အဲ့ဒီနေရာမှာတင်မျက်လုံးပေါ်မှာလိမ့်ထားတာတွေကိုချက်ချင်းဖြတ်ပစ်ပါငါအရင်ဆုံးသွားမယ်ညွှန်ရွှေစီကအတန်ထွက်လာပါတယ်ညွှန်ရွှေကကြပြင်ခွဲပေါ်ကပြည့်ကျွဲကျွဲတွေကိုမျက်လုံးတစ်ဝိုင်းမှလိမ့်ပြီးအုတ်ကူချောင်းကိုထွက်သွားပါတော့ကျွန်တော်မှတော့ညွှန်ရွှေပဲချိန်ထွက်ပြေးလာမယ်ဆိုတော့ကိုစိတ်ပူပြီးမျောနေမိခဏကြာတော့ညွှန်ရွှေပြန်ရောက်လာပါတယ်အေးဆေးဆေးပါပဲနောက်တစ်ယောက်ကကျော်စီရအလှဲ့ပါသူလည်းအေးဆေးပါပဲကျော်စီရရဲ့အလှဲ့ပြီးမှတော့အလဲကြလာတဲ့သူကကျွန်တော်ပါပဲနန်းရွေးစော်သွေးညီနှန်းစော်နှန်းနေတဲ့ကြောက်ပြင်ခွဲပေါ်ကပြည့်ကျွဲကျွဲတွေကိုမျက်လုံးနှစ်ဖက်မှာကွင်းပြီးအုတ်ကူရှိရာစီကိုစမ်းတဝါးဝါနဲ့ရှောက်သွားပါတယ်အေးစိမ့်စိမ့်ဖြစ်နေတဲ့ဆောင်းကောင်လောက်မှာနဖူးဆက်ကနေစီးကြလာတဲ့အရှာတွေဟာရေဆက်တွေတော့မဟုတ်တော့ပါဇော်ရွှေတွေပဲဖြစ်ပါလိမ့်အပင်ငယ်လေးတွေကြားကနေဘယ်အချိန်ထွက်လာမှန်းမသိတဲ့အကောင်ရှည်တွေကိုလည်းတတိထားနေရပါတယ်အုတ်ကူနှလုံးချောင်းဆိုပေမဲ့တလုံးနဲ့တလုံးက6ပေကျော်လောက်မှကွာပါတယ်မန်ထောင်ထားပေမဲ့နေရာကိုမှန်ပြီးရှောက်လာရင်ကနှစ်တောင်သားသားတစ်ပင်ငယ်တစ်ခုကိုမိပြီးထောင်ထားတဲ့မှန်ကိုတွေ့ပါမန်နောက်ရောက်တဲ့အချိန်မှာကျောင်းနောက်ဘက်ကခြေတန်းလိုလိုကြောင်းလိုက်ရလို့လှည့်ကြည့်လိုက်ပြီးတော့ရှိတ်ကနေတွေးလိုက်ရပါတယ်အမှန်ပြောရရင်တော့စတိမွေးညင်းတွေပါထပြီးခေါင်းလေးပူထူသွားပါတယ်မြင်ပြီးမြင်အေးရောဆိုတဲ့သဘောနဲ့မှန်ရှိရင်မျက်နှာချင်းဆိုင်ကိုထိုင်ချလိုက်ပြီးမှန်ကိုကြည့်လိုက်တဲ့ဆိုရင်ပဲကျွန်တော်တကူလုံးမြောက်တက်သွားမတက်ဖြစ်သွားပါတော့မှန်ကနတ်မောင်နေပြီးအနက်ရောင်မှန်နေမှာမျက်လုံးကြီးကြီးနှလုံးကိုမြင်လိုက်ရပါကြောက်သွားတာလားစိတ်လွတ်သွားတာလားဆိုတာကျွန်တော်မသိတော့ပါရုတ်တရက်ထိုင်ရလိုက်ပြီးတော့မှန်ကိုညာဘက်ခြေထောက်နဲ့အာရပါရပြစ်ကန်လိုက်ပါတော့မှန်သားပြင်ခွဲချီသွားပြီမိကျွန်တော်ရဲ့ခြေထောက်ကပြန်ထုတ်လို့မရပါမှန်ပေါင်ကြားတွေကကျွန်တော်ရဲ့ခြေထောက်မှာတထွာတာတာလောက်ရှိတဲ့မှန်ချက်ကထိုးဆိုင်နေပါတယ်ကိုလေးဘာဖြစ်တာလဲကျော်စီရနဲ့ညွှန်ရွှေကကျွန်တော်အနာအပြေးလွှာရောက်လာခဲ့ကြပြီမိစော်မိုးတော့မမြင်မိပါမှန်ကန်လိုက်တာငါခြေထောက်ကိုမှန်စားဆိုင်နေလမ်းလျှောက်လို့ရသလားနေအောင်မှန်ပေါင်ကိုဖြုံးလိုက်အောင်ကြောက်ထဲမှာစိုက်ဝင်နေတဲ့မှန်ဆောင်ဆွဲနှုတ်လိုက်တဲ့အခါမှာတော့ကျွေးတွေတလဟောပန်းထွက်လာပါတယ်မှန်မောင်ကိုယူပြီးလို့ပြဖို့လုံးနေစင်ပါပြီကျွန်တော်ရဲ့မျက်လုံးထဲမှာမျက်လုံးနီကြီးကိုမြင်လိုက်လို့ကြည့်လိုက်တော့ဓာတ်ပုံဖြစ်နေပါတော့မင်းတို့တသက်မဲ့ငါ့ကိုလှုပ်တာလှုပ်ရကြနေကွာငါတို့တောင်းမှမှာလေကွာအဲ့ရီနောက်မှပြောပါအခုစင်းကိုမြင်သွားရအောင်ဖယ်ဆန့်ကွာငါနောက်မှတယောက်မှမနေနဲ့စိတ်မဆိုးပါနဲ့ကိုလေးရေတွားဆိုတွားကြကွာအဲ့ဒီအချိန်မှာပင်ဇုံမိုးကအုတ်ကူအနောက်ကနေကုတ်ချောင်းချောင်းနဲ့ထွက်လာပါငါတောင်းမှမှာလေကိုလေးရေငါစခဲ့တော့တော်ပြီဟဲ့အောင်လေဖယ်ကြစမ်းကွာ
အနောက်မှာရှိနေကြတဲ့ကြော်စင်ရနဲ့ညွှန့်ရွှေကိုတွန်းဖယ်ပြီးခြေထောက်ကိုလှမ်းလိုက်ပြီးခြေထောက်ကကြွမလာတော့ပါ။သွားပြီနဲ့တူတယ်။ဘာလို့သွားတာလဲကိုနေ။ငါရှောက်လှုပ်လို့မရတော့ဘူး။ငါကြည့်ပြီးအေးတွေးတွေလှုပ်ကြပါဦးကိုလေး။ကျွန်တော်တငယ်ချင်း၃ယောက်ကဝိုင်းမှပြီးအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်။ဆေးရုံမြန်မြန်ပို့ကြရအောင်။သွေးထွက်များနေတော့တကူလုံးလေးချမ်းစိတ်လာပါပြီ။ငါ့ကိုဆေးရုံအမြန်ပို့တော့စိတ်မလျှော့နဲ့တငယ်ချင်းကားပေါ်ရောက်လို့ကားတွင်အခန်းမေးကိုဖွင့်ကြည့်လိုက်တော့ညာဘက်ခြေမျက်စိနဲ့ခြေပေါ်မိုးပေါ်မှာပြတ်ရှာထားတဲ့တန်ရွာကိုတွေ့လိုက်ရတယ်။တွေ့တွေကလည်းဆက်မပြတ်ကိုထွက်နေတာပါ။ကားချမ်းကင်းပေါ်မှာတော့အိုက်ထုံးနေပါ။ကျော်စင်ရကောင်းမောင်မီကျွန်တော်ကကောင်းလွန်ခန်းမှာညွှန့်ရွှေရဲ့ပေါင်မောင်ကိုခေါင်းအောင်ပြီးခြေထောက်ကိုမှန်ပေါင်မောင်ကိုတင်ထောင်လိုက်ပါတယ်။မြောက်ကလာပဈေးုံကြီးကိုရောက်တော့ဆရာဝန်ကြီးမရှိလို့စောင့်နေရပြန်ပါတယ်။မေမေနဲ့ဖေဖေတို့ရောက်လာတဲ့အချိန်အထိခွဲကမ်းမဝင်ရသေးပါဘူး။သွေးတိမ်အောင်ပတ်တီးကိုကြက်နေအောင်မင်းစီးပေးထားပါတယ်။ဈေးုံရောက်ပြီး2 နာရီကျော်လောက်ကြာတော့မှဆရာဝန်ကြီးရောက်လာပြီးခွဲစိတ်ခန်းထဲကိုဝင်သွားပါတော့ကျွန်တော်ရဲ့ခက်စီရိုးတွေကိုထုံစည်းထိုးပြီးတော့ပြန်ချုပ်တာပါထုံစည်းထိုးထားလို့မနာပေမဲ့အကျောင်းတွေကိုတထုံထုံနဲ့ဆွဲထုတ်နေတာကိုသိနေပါတယ်ဆရာဝန်ကြီးနဲ့သူနာပြုတ်ပြီးပြောနေတဲ့စကားနားထောင်ရကြရင်ရှင်တွေတုံနေပါအကျောင်းနဲ့ချောင်းပြတ်သွားတယ်ခြေထောက်ကိုကြောက်ပတ်တီးကင်ထားပြီး3 လအထိလမ်းလျှောက်လို့မရတဲ့ဘဝအတော်ကိုခံစားခက်ပါတယ်အိမ်သာတက်ရင်လည်းအိမ်သာကွက်ထဲမှာပဲတက်ရပါတယ်ကြောက်ပတ်တီးဖြီးပြီးလို့ကြည်လိုက်တဲ့အချိန်မှာခြေမျက်စိနဲ့ခြေပမိုးပုံကင်းကြီးများကြီးတကောင်တက်နေတယ်လို့ပါပဲစုစုပေါင်း26ချက်ချုပ်လိုက်ရပါတယ်6 လအထိဂျိုင်းတောက်ကိုသာအာပြူသွားလာခဲ့ရတယ်စင်းုံတက်နေတဲ့အချိန်မှာတော့ကြော်စီရတဲ့3 ယောက်နေစဉ်မပြန်ရောက်လာကြတယ်ဒါပေမဲ့အရှင်ရလို့တော့ရှီရီမောမောနောက်ပြောင်မရှိတော့ပါအပြည့်အပြည့်တွေပြီးလို့ရှင်းလာလောက်ကြာကျွန်တော်နိုင်ငံသားရဲချောင်းကိုပဲပြန်ကားနီးမှာပြီစော်မိုးနဲ့ကြော်စီရတို့အိမ်ကိုရောက်လာကြတယ်ညွှန့်ရွှေတော့ပါမလာပါဘူးမင်းကျွန်တော်ကောင်းသွားပြီလားကိုလီကောင်းသွားပါပြီဟိုရရင်လည်းတတိထားအခုဘလို့နေသေးလဲပြက်ရှူဖက်နဲ့တော့စီးလို့မရဒဏ်ရာကိုထိရင်ကျင်ပြီးတော့ရမ်းတာခြေပမိုးကိုထိရင်လည်းမသိဘူးကွာဆရာဝန်ပြောတာတော့အကြောလေးတွေပြတ်သွားတယ်ကြာရင်သူ့ဟာသူပြန်ကောင်းသွားမယ်ဟိုမှာအေးအနာကပြန်ကိုက်လိုက်မယ်ကိုလီဂယူးဆိုင်အေးပါကွာမင်းတို့လည်းဂယူးဆိုင်ကြငါတို့မင်းကိုတောင်းပန်ပါတယ်ဖြစ်မယ်လို့မထင်ထားရပါတယ်ကွာနက်ခတ်မားသွားတယ်ထင်ပါတယ်ဟင်ဘလို့ကိုလီမင်းတို့ယူလာတဲ့အင်းပြောင်နက်ခတ်ကြည့်ပြီးမှဆွဲရတဲ့အင်းပြောင်ချရတာလေနက်ခတ်မားသွားတာနေမှာပေါ့ဟာကိုလီမင်းဟာလဲမလို့နဲ့အတော်တုံးနေကောင်အဲ့ဒီပြာတွေကဆေးလိပ်ပြာတွေကွာငါတို့အဲ့ဒီနေရာမသွားခင်ဆေးပြန်ကြီးမှစားတော့နေတော့ဆေးလိပ်ပြာတွေကိုယူထားတာကွာဟာငါမင်းတို့စားတဲ့နောက်တဲ့သူကငါမို့လို့ပေါ့တခြားသူစားဆိုရင်ဘယ်လိုလုပ်မလဲကဲဟျောင်းငါ6 လလောက်မှအိမ်ုံနားနေခဲ့ရ6 လအတွက်နင့်နာကြည့်ပြီးပေးပါမယ်ငါအမကိုယူလိုက်ကွာနော်ဟုတ်တယ်ကိုလေးငါညမမင်းကိုကြိုက်နေတာငါညမကိုယူလိုက်နော်တော်ပါတော့ကွာမင်းတို့ကနင့်နာကြည့်ပြီးတော့မဟုတ်ဖ ೇನೆ စစ်ရောကြည့်တောင်းတယ်လို့ပါပဲလားကွာနောက်တစ်ခါနက်ခတ်မိုင်းရင်တော့တဘဝလုံးနင့်မကိန်းမှာဟာငါမေးစရာတခုရှိမေးနေကိုလေးအဲ့ဒီမန်ထဲမှာဓာတ်ပုံဘသူထည့်ထားဟိရွှေသူ့အကိုရိုက်ခိုင်းပြီးတော့ကူးထားတာတက်လဲတက်နိုင်တဲ့ကောင်သူသိရင်အဲ့ဒီလိုမျက်လုံးနီနီနဲ့တရေဖြစ်မှာကွာအဲ့ဒါဆိုရင်တော့မပူနဲ့ကိုလေငါတို့ရွှေကြီးကိုပဲခေါ်ကြတာပေါ့ကွာတော်ကြပါတော့တောင်းစားတွေခြေထောက်တစ်ဖက်တောင်မှမကောင်းသေးပါနေ့အတန်ငယ်ကြာခဲ့ပြီမင်းလေးကျွန်တော်ရဲ့ခြေထောက်မှာအေးတဲ့အခါတိုင်းနာကျင်ကြိုက်ခဲနေစိမ့်ပါထိုအခါတိုင်းတငယ်ချင်းလေးယောက်ကိုတတိယနေတက်ပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။စောင်းဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။